ဒီဇိုင်းကြည့်ရနော်ရေပင်ကြီးမှာသူကထောက်တာဘယ်လိုမှမကြိုက်တော့ပြောရတယ်နော်ဘာဖြစ်လဲဒါမေးရင်ဒီမှာကြောက်မခွားစီးမှုတ်လာတဲ့နောက်ထပ်လာမယ်လူငယ်တွေရှိသူနောက်ထပ်လာမယ်ရေမောင်းတွေရှိတာပေါ့နော်ကြောက်ပါအဲ့ဒါတစ်စိမ်းကိုမခွားလဲဆိုတော့ဘလူကဘာလုပ်သွားလဲဒီတန်သားဘာလဲပေါ့ဆွေးမြတ်သွားတာဘာလဲကြောက်အဲ့လိုမေးတဲ့မေးကြောင်မေးစရာဘယ်လိုလဲကျွန်တော်မရှိတဲ့ခါလဲသူတို့တည်ရအောင်နော်ကျွန်တော်ဘာမျိုးသားထဲပါတယ်ဆိုတော့ကျွန်တော်ဆေးမမဟုတ်ပဲကျွန်တော်ကတ်လာပြီဒီမှာကြည့်လိုက်နော်ဒါလေ25မီလီမီတာ50မီလီမီတာ0.9မီလီမီတာနော်ဒီမှာလေ50မီလီမီတာမင်းဗီယက်နမ်ဗီယက်နမ်ဘာလို့ထည့်လဲဗီယက်နမ်ပါတယ်ကျွန်တော်ဗီယက်နမ်ပါတယ်ဆိုတာတန်တာပါတာပေါ့နော်ဒီမှာကြည့်လိုက်လက်လွှတ်လို့ရတယ်သူတောက်ကြည့်ကင်မရာလက်လွှတ်လိုက်2400ပေးရတယ်ဗျာ19ပေးအထူးဝယ်မယ်ဆိုလို့စီစဉ်ပဲKG တာသူတို့ပါတယ်မကြည့်ရှုကျွန်တော်အရှိမဆိုင်မှုစီစဉ်မှာတန်း4900တောင်းဗျာကျွန်တော်မနိုင်ဘူးပြောမယ်2400ကိုကျွန်တော်နိုင်ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဗီမဟုတ်ဘူးတခုလက်ဗျာတခုလက်ဆိုတော့ကျွန်တော်မိန်းမနောက်လင်းယူသွားကျွန်တော်ပတ်စံရှာဖို့ဆိုတာခက်ခဲတယ်စဉ်းစားကြည့်ဝိုင်မျိုးကြီးချင်းလေးရန်ကုန်လိုမဟုတ်ဘူးတားချင်းတယ်ဗျာပြောမယ်သူတို့ကျော်ဘလောက်ပတ်စံရှာဗျာရှာလို့မရဘူးကျော်ဆိုင်ကယ်ဘင်းပေါက်လိုက်သုံးမိကတော့ဘင်းတော့သူတို့မဖောင်းနိုင်ဘူးဗျာတာတော်ထူတာဘူးကျော်အဲ့လိုပတ်စံရှာပြီးရကုန်သွားပဲနောက်ကျော်မိမနောက်လင်းကတော့ပတ်စံနေဘူးနော်ကျော်စီကပတ်စံနေဘူးဟာနေကောင်စောက်တော်မကြဘာညာပေါ့မေးရင်ဗီယက်နမ်ကျော်နိုင်ငံပြောင်းရတော့မယ်ပြောရမယ်ဆိုရင်ကျော် TBS ကင်လာပဲကျော်နိုင်ငံပြောင်းပြီ TBS ဆိုတာဥရောပနိုင်ငံလမ်းကြောင်းမှာသူရက်တည်နိုင်ပါအမေရိကန်လမ်းကြောင်းမှာသူရက်တည်နိုင်ပါပြီအာရှလမ်းကြောင်းမှာခင်ဗျာကြိုက်လို့မောင်းနေတာ TBS အမိုးကျော်လောက်လာပြင်လိုက်တယ်အမိုးကကဘာပေါ်မှာရှားနော်ပြီးတယ်ဒါဗီယက်နမ်ဒါကျော်မိတ်ဆက်ကျော်ဗီယက်နမ်ရောက်ချင်တယ်ရောက်မယ်ထိုင်းနမ်ဖူကက်ရောက်ချင်တယ်ရောက်မယ်နော်ထိုင်းနမ်ဆိုဒီမှာထိုင်းနမ်တော့ဒီမြန်မာအလမ်းမှာဆိုရင်ကျွန်တော်တို့စောက်ကန်ခိုင်းမယ်တိတော့သူတို့ကစောက်ကန်ခိုင်းမြန်မာအလမ်းအဲ့လိုတားရတာဆိုအဲ့လိုစောက်ကန်ထိုင်းနမ်ဆိုတကယ်ဒီမိုကရေစီနိုင်ငံဗီယက်နမ်ဒီမိုကရေစီနိုင်ငံမြန်မာနိုင်ငံတော့မရဘူးပေါ့ဗျာအဲ့ဒါဆိုကျွန်တော်မြန်မာနိုင်ငံအလံတော့ကျွန်တော်အလံလေးဦးထည့်ပါတယ်ဗျာအလံလေးဦးထည့်တာမြန်မာနိုင်ငံအလံရယ်မွန်ပြည်တဲ့အလံကျွန်တော်လူမရဘူးမွန်ပြည်တဲ့ရလူတယ်ကျွန်တော်မစီတကုန်းနိုင်တော့နောက်ဆုံးမှသက်စီရောကျွန်တော်မင်း3ဝင်းပါဖြစ်တယ်ညာဖြစ်တယ်ကရင်ဆိုပို့တော်ဆိုးရတယ်စားဖတ်တယ်ရှမ်းကြတော့မာစီကြီးတို့လန်ကူစားမဟုတ်တော့ BNW တို့ကလို့စီ3မင်းကဆိုစားဖတ်တော့မလို့နော် PV ဆိုစားဖတ်တော့မလို့စိတ်ဆင်းရဲတယ်ဗျာမြန်မာနိုင်ငံမှာပြောရမယ်3မင်းမောင်းဆိုစိတ်ဆင်းရဲတယ်ပြောရမယ်အဲကြောင့်အမိုးကြော့ပြင်လိုက်နော်ကျွန်တော်အမိုးပြင်လို့သူမစီလို့ဆိုရင်သူတို့ကနားရဖတ်ပြောပဲအစိုးရတွေကသူတို့ပြောမြန်မာပြည်သူလက်ထက်ကခင်ဗျပတ်စံ1000 2000 3000 4000 5000ကျွန်တော်တရက်ရှာလို့ရမယ်ကျွန်တော်တခုလောက်ဆိုတော့ကျွန်တော်ပြပမပြပတ်စံချက်စာကြည့်ကျွန်တော်အမိုး2400 19ပြီကောင်းလုပ်ပြီးတယ်အကောင်းမမြင်ဘူးသူတို့ကဓကူလာတွေးစုပ်ဖို့ကဘယ်လိုဖြစ်ဘာမှတော့သူတို့အကောင်းမမြင်ဘူးမင်းမြန်မာအကောင်းမမြင်တော့ BN ကျွန်တော်ထည့်ပေးတယ်သူဆွဲကြည့်လိုက်ရှာအမိုးတွေပါဆွဲကြည့်လိုက်အဲ့လိုလှုပ်ခါပြီးဆွဲကြည့်လိုက်ကျွန်တော်အမိုးအနောက်သက်စီဘ
လိုပဲဖြိုစမ်းပါဗျာဖြိုစမ်းကြိုက်လို့ဖြိုမဲအိန္ဒိယကြိုက်လို့ဖြိုမပြုတ်ဘူးသူကဥပပါလမ်းကြောင်းမှာတီဘက်စကင်းဆိုတာတည်တဲ့ဆိုင်ပဲရက်တည်နေတယ်ဂွာမီကြီးဘုံမှာသူရက်တည်တယ်ဂွာမီကြီးကလူတွေပဲသွားမယ်ဗုဒ္ဓဂါယာသွားမှာထိုင်းလန်ဝေါန်စီကတည်တဲ့ဖေးသွားမှာသွားလို့ရတယ်သူစောက်ပြင်းနေမြန်မာနိုင်ငံလို့ကြုံပြောနော်တိုင်းရင်းသားပြောမွန်လူမျိုးကင်းလူမျိုးရှမ်းလူမျိုးကင်းလူမျိုးရခိုင်လူမျိုးနောက်ဘာလူမျိုးရှိတယ်ပြောတိုင်းရင်းသားတဲ့ကချင်ကေယာဘယ်ကောင်မှတတ်မစီဘူးမင်းဘာမှဆိုရင်တတ်မစီဘူးမင်းအိန္ဒိယဆိုရင်တတ်မစီဗီယက်နမ်ထိုင်းလန်သူတို့စိန်ခေါ်တယ်ဗျာသူတို့နားရှင်းပြီးရက်နိုင်လားအဲ့လိုကန်လိုက်ဘာဖြစ်သွားလဲကြောက်သိမနာပါလားမနာဘူးနော်သူတို့ချီအောင်မနာဘူးအဲ့တော့ကျွန်တော်စိန်ခေါ်တယ်ဒီကောင်လေးမလာဘူးစီးပြီးကြောက်ချက်ကန်ကြည့်စီးလားပြောလားကျွန်တော်ပြောတာအဲ့လိုစီးပြီးကန်ပါကျော်အဖြောက်3000အကွေး1000မမျိုးမှာခင်ဗျားရှင်းတယ်ခင်ဗျားဘေးရက်ထားမှာအဲ့လိုကန်လို့ရတယ်ခင်ဗျားတို့ဘူရာကြီးမှာရက်ထားအဲ့လိုတော့ကန်ရဲဝင်စီသွားမှာကျော်လုံးမင်းစိတ်မကြိုက်ဘူးအဲ့လိုကန်ပါကျော်စိတ်မစိုးဘူးကျော်ပြင်ပေးလိုက်မယ်တို့ဖြစ်နိုင်တဲ့နေရာပြောလူကစိတ်သက်ဆိုတာအရေးကြီးတယ်မြန်မာလူမျိုးတွေကစိတ်သက်တာတော်နေကြနေတာတိုင်းသားတွေကနေကြနေတာနော်ကျွန်တော်ဘာမှquality လာစမ်းကြည့်လိုက်ခင်ဗျာကြိုက်လို့လာစမ်းကြည့်လိုက်ဘယ်ပဲကန်ညာပဲကန်နော်အဲ့တော့အဆင်ပြေအောင်လုပ်ပြီးမယ်တိုင်းသားတော့ကြောလာမပြောနဲ့ကင်းလူမျိုးပြပါမဗျာဘာနဲ့စားတယ်ကင်းလို့မပြောတတ်ရင်ပြတ်တက်လိုက်တယ်မွန်လူမျိုးနော်ဘာနဲ့စားတယ်ဘာလူမျိုးလဲကွမ်ဟလောရမှုဟလောနံပါတ်ခေါ်တယ်ကွမ်ဟလောဘေးရွာလဲချစ်ပင်တော်ရဟန်ဘာလဲစားတယ်ငါပြီးတာဟလောကော်နေရပြောပြမယ်တာရိုင်းတယ်မြန်မာနိုင်ငံမှာဗီယက်နမ်လည်းမရက်တည်နိုင်ဘူးထိုင်းလည်းမရက်တည်ဘူးအိန္ဒိယလည်းမရက်တည်ဘူးသူတို့ထောက်ခွာပါမယ်တရုတ်လည်းထောက်တရုတ်အီးပြီးတော့သူတို့အနာမကတ်တော့မွန်လူမျိုးဝတ်ဆောင်ဝတ်တာသူတို့အနာမကတ်ဘူးပြောမယ်ဆိုသူတို့ကလူလိုထင်တာမဟုတ်ဘူးပြောပြမယ်ဆိုလူကိုနွားလို့ခိုင်းကြတာပတ်စံပုံပေါက်ပြီးခိုင်းကြတာပတ်စံ9000ပေးမယ်1000ပေးမယ်ကြောက်တုံးမကအဲ့လိုလက်မခံဘူးကြောက်ပြပါမယ်တော်ကင်တိုင်းစီးဆိုင်တိုင်းနာစီဝါထုတ်လို့မှုပဲကြောက်တုံးမလာငါကြောက်တိုင်းပေးတဲ့ကြောက်လိုက်တော့ဘူးတိုင်းပေးတဲ့ကြောက်မလိုက်ကြောက်လိုချင်တာလူရဲ့နှလုံးသားရင်ဘတ်ထဲလာလဲဥစားတော်ကင်တိုင်းမှာပဲဦးသိန်းကောင်းလို့စီရင်တော်ကင်တိုင်းစီးဆိုင်ကိုဗါလဲကြိုက်ဝယ်တောက်လို့ရတယ်သူကတကယ်ကြင်ညာပါတိုင်းစီတောက်ကွေမမီရဖြားလာတာလူတွေလဲလောင်းနေတာလားသူလုံးဝကိုဗစ်မှာတည်းကသူထတင်တယ်ကိုဗစ်မှာတည်းသူထအဲ့လိုစီလိုက်ဝေအဲ့ဒါဆိုလက်ခံတယ်ပြောပါသဘောပေါက်တာကိုဗစ်မှာတည်းကသူပြောက်အခုမှသူကအတိုင်းစီအဲ့လိုမျိုးတော့လက်မခံဘူးကိုဗစ်မှာတည်းကသူတကယ်အစွမ်းစားရှိတယ်ဆိုရင်သူရက်တိတန်တင်ပြောပြမယ်ဆိုတော့အရှိကြီးမပြောရင်ကျောင်းနိုင်ငံကအထိုက်ခတ်တွေများတိုက်ခတ်လို့များငါစဉ်းစားကြည့်ဒီသုံးကားတည်းရတော့ကျွန်တော်ကမတည်ငြိမ်နိုင်ဘူးပတ်စံမချနိုင်ဘူးဘုံကစီရသူရန်ကုန်မှာတိုက်စီတစီရတယ်ပတ်စံရှာလို့ရတယ်ဂတ်ကားက EV ကားရန်ကုန်မြို့မှာတွေ့စီလို့ရတာမျိုးမရဘူးလေဒီမှာဆိုအနောက်မှာဆို passenger 4ယောက်ဆန့်တယ်4ယောက်ကျော်အဖြောက်3000ကျော်မပြောဘူးကျော်ပြောရင်ကျော်ပဲပတ်စံမဝယ်ဖြစ်နေကျော်လောက်ရ3မင်းကျော်ကြီးခင်ဗျားတို့တိုင်းစီဝယ်ရောင်းဝယ်မှုလောက်ကားတဲ့ပြောင်းတဲ့လိုက်ဝယ်တဲ့ဈေးထဲမှာပညာလောက်တယ်ကျော်ပတ်စံမစားရဘူးပြောပါမယ်ကျော်စီဘုံနဲ့ကုန်ပါပြီအဲ့ဒါပြောပါ
ကျော်ရင်တွေကခံစားချက်တွေပြောပြတယ်ကျော်ဒီမှာအမိုးတင်တာတော့တိုင်းရစီလက်ဖော့နမောကင်းရှမ်းနောက်ပါစီတိုင်းရင်လားကြရလားကင်းရင်လားဘသူဝင်အောင်ပဲကချင်လားကျော်ဘာမှမစားဘူးကျော်လောက်ပြီးတယ်ကျော်စောက်ကောင်းမမြင်ဘူးလာကန်ဝါကျော်တော်မင်းပိန်သွားလဲကျော်စောက်ကြီးမစားဘူးပြောပြတယ်ပိန်သွားလာကြည့်ကျော်ကန်ပြတယ်အဲ့ဒါကြည့်TBS နာမည်တစ်လုံးနဲ့နေတာနော်မောင်သားကြီးမောလမြမှာခမားရှာကြည့်လိုက်ကျော်ဘီယန်ထဲ့ပြီးတယ်ထိုင်းနဲ့ထဲ့ပြီးတယ်သူတို့ကတိုင်းရင်းသားဆင်းရဲနာပါသူတို့ကလူကိုလူကောင်းမမြင်တဲ့ကောင်လေတိုင်းရင်းသားဆိုတာနော်သဘောပေါက်လားပြပါလားနားလင်းအောင်ပြပါကျော်ပတ်စံရှာတာမဟုတ်ကျော်လူရဲ့ဂုံတိတ်ခါကိုရှာတာသဘောပေါက်